မနေရဲ့အာယုံချိန်မှာအိမ်မက်နိုးလာခန်းလေးတဲ့မြင်ရှိပါစံကြောင်လေးဘေးကလာချင်နေတဲ့ပန်းမွေးလေးများကြွေးကြဒီဒီရီထဲမှာစောစုံရောက်ရှိခဲ့နေအောင်ကြီးများခန်းလေးရဲ့ရှိမှာတိတ်ဆိတ်တဲ့ဒီနှွေဦးဟာဝေဆုံးကသေယူလာတဲ့